အခုစာသင်နေတာပေါ့နော် software engineer တွေမှာစာသင်နေတဲ့သူအများကြီးရှိတယ်နော်ကျွန်တော်ဆို live သင်ဖို့တော့မဟုတ်ဘူးဒါပေမဲ့ live သင်နေတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်ဘာလို့ live သင်နေလဲဆိုတော့သူတို့ရဲ့အဓိက career လမ်းကြောင်းစာသင်တာဒါကြောင့်မလို့ live သင်ကြတာကွာသိလားအဲ့တော့ကျွန်တော်ရှိမှာ live class တက်ဖို့အတွက်လာပြီးတော့မပြောနဲ့ပေါ့နော်ကျွန်တော်လည်းမအားဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာကျွန်တော်ရဲ့ software တွေ develop ရတာရှိတယ် client အတွက် software တွေလုပ်ပေးရတာရှိတယ်ပေါ့နော်အဓိကကျွန်တော်ဒီ engineering background ရှိတာကြောင့်မလို့ engineer ဖြစ်တာကြောင့်ကုတ်ကိုကျွန်တော်ကိုယ်တိုင်မရေးဘူးဆိုပေမဲ့ပေါ့နော်လုပ်နေရတာရှိတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်ဒီ live အတွက်ကိုကျွန်တော်မှာ energy မရှိဘူးအဲကြောင့်မလို့ကျွန်တော်ဒီ video class တွေလုပ်ပေးထားတယ်ဈေးသက်တာနဲ့လူတိုင်းလေးလာလို့ရမယ်ဟာမျိုးဖြစ်အောင်လုပ်ပေးထားတယ်ကျွန်တော်ကလူတိုင်းလေးလာလို့ရတယ်ဆိုတဲ့နေရာမှာ accessible ဖြစ်အောင်လုပ်ပေးထားတယ်ဆိုလိုတဲ့ point ရပါလဲဆိုတော့လူတိုင်းကဖုန်းပဲရှိရှိ laptop ပဲရှိရှိအနည်းဆုံး landing လုပ်လို့ရအောင်လေးလာလို့ရတယ်အနည်းဆုံး MVP software ထွက်လို့ရအောင်ထွက်တဲ့ဒီရေးနိုင်အောင်လုပ်ပေးထားတယ်freelance လုပ်လို့ရတယ်ပေါ့ကွာတိလားဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီခက်ကဘာဖြစ်နေလဲဆိုတော့ AI ခက်ဖြစ်နေပြီအဲ့တော့ကျွန်တော် AI အကြောင်းတွေပြောတာအခါပေါင်းများစွာဖြစ်နေပြီပေါ့နော်ဟိုတော်တော်များများဘာလို့ AI မသုံးလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဓိကကျွန်တော်ပြောချင်တာပါလဲဆိုတော့စာသင်နေတဲ့သူတိုင်းဒီသူများရဲ့ YouTube တွေကြည့်ပြီးတော့ပြန်သင်လို့လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ industry တွေကလူတွေဖြစ်တယ်အဲ့တော့ကျွန်တော်ကကြတော့ဒါကြောင့်မလို့သင်ပေးတာနော်โอเคဘာလို့လဲဆိုတော့ကွာအလကားနေတင်တဲ့ချင်း3သိန်းခွဲပေးပြီးတော့တကယ်မတက်တဲ့သူတွေရသင်မလားဒါမှမဟုတ်ရင်ကျွန်တော်ကဒီတိုင်းကွာပေါ်လောကိုတမင်ပေးထားတာကျွန်တော်9000နဲ့ပေးပြီးတော့တင်လဲရတယ်အရှိမဆိုရင်အလကားတောင်ပေးပြီးတော့တင်ထားတာဘာလို့လဲဆိုတော့အရှိမစကန်မာတွေပါရောက်လာတယ် group ကလူကိုအများကြီးပဲယာနဲ့ချီထောင်နဲ့ချီပြီးတော့ဖြစ်ကုန်ပြီးတော့ group တစ်တွေပေါင်းထွက်ကုန်တယ်ကိုတော်မသိလိုက်ဘူးအဲ့လိုမျိုးအနေထားတွေဖြစ်ကုန်တယ်ဆိုတော့ကျွန်တော် payment အနေနဲ့ payment ကို gateway အနေနဲ့လုပ်လိုက်တယ်ဒါမှပဲចောင်းသားတွေကစာလုံးမှာမဟုတ်ဘူးဆိုရင်မလုပ်ဘူးအရှိမလေးကျွန်တော် YouTube မှာ free တွေအများကြီးလုပ်ပေးထားတာရှိတယ်ကြီးတဲ့သူတွေရှိတယ်မကြီးတဲ့လူတွေရှိတယ်ကျွန်တော် live workshop တွေလုပ်တော့လည်းအများကြီးပဲပေါ့နော်ထောင်ထဲချီပြီးတော့ရှိတယ်ပေါ့နော်လာခံတို့အပြင်မှာဆိုရင်လည်းကျွန်တော်တို့ hackathon တွေအများကြီးရှိတယ်ဒီနိုင်ငံမှာ AI hackathon လုပ်ဖူးတဲ့သူကပထမဆုံးလုပ်တာကျွန်တော်ပဲရှိတာเนาะအဲ့တော့အခုလည်းလုပ်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော်ပြောချင်တဲ့ point ရပါလဲဆိုတော့လူတိုင်းကစာသင်နေတိုင်းဒီ industry ထဲမှာ software engineer တွေလုပ်ဖူးတာမဟုတ်ဘူးတချို့ကောင်တွေကဟိုသူတို့စာသင်တဲ့လူတွေစော်ကားတာတော့မဟုတ်ဘူးညာတိလား experience ရှိနေလို့မဟုတ်ဘူးကွာတိလားဒီတိုင်းပဲစာပြန်တည်ကြတာသူတို့ရဲ့ career စာသင်နေတဲ့ဟာမို့လို့เนาะ okay ဒါလေးကိုကျွန်တော်ပြောပြချင်တာပါကျွန်တော်တို့ဒီပို့ပြီးတော့ advance ဖြစ်တဲ့ဟာတွေကိုလေ့လာဖို့လှုပ်ဆန်းမှာဟုတ်တယ်မလားเนาะအဲ့တော့ကျွန်တော်ဟိုပါပေါ့เนาะ target ကိုဒီဖုန်းထဲမှာ run ပြီးတော့လို့ရှိရင်ကျွန်တော်ပြမယ်ပေါ့เนาะ